မင်းကလေးတယောက်ဟာသွေးဆုပ်ဖို့ကောင်တစ်ကောင်ရဲ့ပုံတူပကြီးဆွဲပေးဖို့ဖိတ်ခေါ်ခံရပါတယ်ဒါပေမဲ့သူမကတော့အရန်ကိုကြောက်နေခဲ့ပါတယ်အရင်ကလည်းပကြီးဆရာတွေအများကြီးကိုဖိတ်ခေါ်ခဲ့မှုပေမဲ့ဘယ်သူမှသွေးဆုပ်ဖို့ကောင်တိုင်းမဲ့ပကြီးမျိုးမဆွဲပေးနိုင်ခဲ့ကြပါဘူးအဲ့ဒီအတွက်သူတို့အားလုံးဟာရဲရဲဆက်ဆက်အသက်ခံခဲ့ရတာပါမင်းကလေးအံ့ဩသွားရတာကတော့ဒီတစ်ချိန်မှာသွေးဆုပ်ဖို့ကောင်ကိုယ်တိုင်တကားဝအထိထွက်လာပြီးသူမကိုကြိုးဆိုခဲ့တာပါဒါပေမဲ့မင်းကလေးကအရန်ကြောက်လို့သူမရဲ့မျက်နှာကိုတော့ကောင်းကောင်းမကြည့်ရခဲ့ပါဘူးမင်းကလေးရဲ့ကြောက်နေတဲ့ပုံကိုမြင်တော့သွေးဆုပ်ဖို့ကောင်ကလည်းဘာလို့ရမှန်းမသိလို့ဖြစ်သွားပြီးလက်ရန်ကသူ့နောက်လိုက်ခဲ့ဖို့ပြောလိုက်ပါတယ်မင်းကလေးလည်းတိတ်တိတ်လေးနဲ့နောက်ကနေလိုက်လာခဲ့ပါတယ်ရဲတိုက်တွင်းပိုင်းကိုပုံမနဲ့ဆိုင်စွာဝင်လာလေလေမင်းကလေးကပတ်ဝန်းကျင်ကိုစူးစမ်းကြည့်မိလေလေပို့ပြီးကြောက်လာလေလေပါပဲအဲ့ဒီချိန်မှာသွေးဆုပ်ဖို့ကောင်ကသူ့မရှိမှတဖြည်းဖြည်းဝေးသွားတာကိုသတိထားမိလိုက်ပါတယ်ဒါနဲ့မင်းကလေးကအလင်းမြန်ပြေးလိုက်ရသွေးဆုပ်ဖို့ကောင်နဲ့တိုက်မိလူမိပါဖြစ်သွားပါတယ်ကံကောင်းစွာနဲ့သွေးဆုပ်ဖို့ကောင်ကစိတ်မဆိုးခဲ့ပါဘူးအဲ့ဒီအချိန်မှာမင်းကလေးကနေရံပေါ်မှာချိတ်ထားတဲ့ပကြီးကားတွေကိုတွေးလိုက်ပြီးသွေးဆုပ်ဖို့ကောင်ကဘယ်လိုပုံစံမျိုးကိုလိုချင်နေတာလဲဆိုတာတဖြည်းဖြည်းနားလည်လာပါတယ်ဒါကြောင့်ပကြီးစဆွဲတဲ့အခါသူမရဲ့ကိုယ်ပိုင်တွေးမြင်တွေကိုပါထည့်သွင်းပြီးပုံဖော်ခဲ့ပါတယ်ဒါပေမဲ့သွေးဆုပ်ဖို့ကောင်ရဲ့လှပတဲ့မျက်နှာကိုတေချာကြည့်မိတဲ့အခါမင်းကလေးကနည်းနည်းရှက်သွားပါတယ်ခဏကြာမှတော့စိတ်ကိုပြန်ထိန်ပြီးပကြီးကိုဆက်လက်ဆွဲခဲ့ပါတယ်ပကြီးပြီးကနေမှအသေးစိတ်ချက်လက်တွေကိုတေချာစစ်ဖို့မင်းကလေးကမျက်မှန်တက်လိုက်ပါတယ်ပြီးတော့သွေးဆုပ်ဖို့ကောင်ကိုပြန်ကြည့်လိုက်တဲ့အခါသူမကိုယ်တိုင်တော့မသိလိုက်ပဲအဲ့ဒီအလှတရားကိုဆွဲလန်းလာခဲ့ပါတယ်အော်စရာကောင်းတာကတော့အစကလိုကြောက်စရာကောင်းတဲ့သွေးဆုပ်ဖို့ကောင်လို့မခံစားရတော့တာပါပဲနောက်ဆုံးပကြီးပြီးသွားတဲ့အခါမင်းကလေးကဂုံယူစွာနဲ့ပကြီးကားကိုသွေးဆုပ်ဖို့ကောင်စီတက်လိုက်ပါတယ်သူမလည်းဒီချိန်တော့သဘောကျပါမလားဆိုပြီးစိုးရိမ်နေကြစောင့်ကြည့်နေခဲ့ပါတယ်အရင်ချိန်တွေလိုပဲသွေးဆုပ်ဖို့ကောင်ကပကြီးကားကိုမိဖို့နားကိုယူသွားပါတယ်မင်းကလေးကတော့ဘာဖြစ်တော့မလဲဆိုပြီးရင်တိတ်တိတ်နဲ့ကြည့်နေခဲ့ပါတယ်ဒါပေမဲ့ဒီချိန်မှာတော့ပကြီးကားကိုမိလည်းမပစ်ချခဲ့ပါဘူးမင်းကလေးရဲ့ပကြီးကားဟာနောက်ဆုံးမှသွေးဆုပ်ဖို့ကောင်ရဲ့အတိမတ်ပြုမှုကိုရရှိသွားခဲ့ပါတယ်အဲ့ဒီနေ့ကစပြီးမင်းကလေးဟာရဲတိုက်ထဲမှာလွတ်လွတ်လပ်လပ်နေထိုင်ခွင့်ရလာခဲ့ပါတယ်ဒါပေမဲ့သွေးဆုပ်ဖို့ကောင်ကသူမရဲ့ပကြီးကိုလက်ခံခဲ့ပေမဲ့သူတို့နှစ်ယောက်ကြားမှာတော့မမြင်ရတဲ့အကွာအဝေးတစ်ခုကရှိနေစေဖြစ်ပါတယ်မင်းကလေးတယောက်ဟာသွေးဆုပ်ဖို့ကောင်တစ်ကောင်ရဲ့ပုံတူပကြီးဆွဲပေးဖို့ဖိတ်ခေါ်ခံရပါတယ်ဒါပေမဲ့သူမကတော့အရန်ကိုကြောက်နေခဲ့ပါတယ်အရင်ကလည်းပကြီးဆရာတွေအများကြီးကိုဖိတ်ခေါ်ခဲ့မှုပေမဲ့ဘယ်သူမှသွေးဆုပ်ဖို့ကောင်တိုင်းမဲ့ပကြီးမျိုးမဆွဲပေးနိုင်ခဲ့ကြပါဘူးအဲ့ဒီအတွက်သူတို့အားလုံးဟာရဲရဲဆက်ဆက်အသက်ခံခဲ့ရတာပါမင်းကလေးအံ့ဩသွားရတာကတော့ဒီတစ်ချိန်မှာသွေးဆုပ်ဖို့ကောင်ကိုယ်တိုင်တကားဝအထိထွက်လာပြီးသူမကိုကြိုးဆိုခဲ့တာပါဒါပေမဲ့မင်းကလေးကအရန်ကြောက်လို့သူမရဲ့မျက်နှာကိုတော့ကောင်းကောင်းမကြည့်ရခဲ့ပါဘူးမင်းကလေးရဲ့ကြောက်နေတဲ့ပုံကိုမြင်တော့သွေးဆုပ်ဖို့ကောင်ကလည်းဘာလို့ရမှန်းမသိလို့ဖြစ်သွားပြီးလက်ရန်ကသူ့နောက်လိုက်ခဲ့ဖို့ပြောလိုက်ပါတယ်မင်းကလေးလည်းတိတ်တိတ်လေးနဲ့နောက်ကနေလိုက်လာခဲ့ပါတယ်ရဲတိုက်တွင်းပိုင်းကိုပုံမနဲ့ဆိုင်စွာဝင်လာလေလေမင်းကလေးကပတ်ဝန်းကျင်ကိုစူးစမ်းကြည့်မိလေလေပို့ပြီးကြောက်လာလေလေပါပဲအဲ့ဒီချိန်မှာသွေးဆုပ်ဖို့ကောင်ကသူ့မရှိမှတဖြည်းဖြည်းဝေးသွားတာကိုသတိထားမိလိုက်ပါတယ်ဒါနဲ့မင်းကလေးကအလင်းမြန်ပြေးလိုက်ရသွေးဆုပ်ဖို့ကောင်နဲ့တိုက်မိလူမိပါဖြစ်သွားပါတယ်ကံကောင်းစွာနဲ့သွေးဆုပ်ဖို့ကောင်ကစိတ်မဆိုးခဲ့ပါဘူးအဲ့ဒီအချိန်မှာမင်းကလေးကနေရံပေါ်မှာချိတ်ထားတဲ့ပကြီးကားတွေကိုတွေးလိုက်ပြီးသွေးဆုပ်ဖို့ကောင်ကဘယ်လိုပုံစံမျိုးကိုလိုချင်နေတာလဲဆိုတာတဖြည်းဖြည်းနားလည်လာပါတယ်ဒါကြောင့်ပကြီးစဆွဲတဲ့အခါသူမရဲ့ကိုယ်ပိုင်တွေးမြင်တွေကိုပါထည့်သွင်းပြီးပုံဖော်ခဲ့ပါတယ်ဒါပေမဲ့သွေးဆုပ်ဖို့ကောင်ရဲ့လှပတဲ့မျက်နှာကိုတေချာကြည့်မိတဲ့အခါမင်းကလေးကနည်းနည်းရှက်သွားပါတယ်ခဏကြာမှတော့စိတ်ကိုပြန်ထိန်ပြီးပကြီးကိုဆက်လက်ဆွဲခဲ့ပါတယ်ပကြီးပြီးကနေမှအသေးစိတ်ချက်လက်တွေကိုတေချာစစ်ဖို့မင်းကလေးကမျက်မှန်တက်လိုက်ပါတယ်ပြီးတော့သွေးဆုပ်ဖို့ကောင်ကိုပြန်ကြည့်လိုက်တဲ့အခါသူမကိုယ်တိုင်တော့မသိလိုက်ပဲအဲ့ဒီအလှတရားကိုဆွဲလန်းလာခဲ့ပါတယ်အော်စရာကောင်းတာကတော့အစကလိုကြောက်စရာကောင်းတဲ့သွေးဆုပ်ဖို့ကောင်လို့မခံစားရတော့တာပါပဲနောက်ဆုံးပကြီးပြီးသွားတဲ့အခါမင်းကလေးကဂုံယူစွာနဲ့ပကြီးကားကိုသွေးဆုပ်ဖို့ကောင်စီတက်လိုက်ပါတယ်သူမလည်းဒီတစ်ချိန်တော့သဘောကျပါမလားဆိုပြီးစိုးရိမ်နေကြစောင့်ကြည့်နေခဲ့ပါတယ်အရင်ချိန်တွေလိုပဲသွေးဆုပ်ဖို့ကောင်ကပကြီးကားကိုမိဖို့နားကိုယူသွားပါတယ်မင်းကလေးကတော့ဘာဖြစ်တော့မလဲဆိုပြီးရင်တိတ်တိတ်နဲ့ကြည့်နေခဲ့ပါတယ်ဒါပေမဲ့ဒီတစ်ချိန်မှာတော့ပကြီးကားကိုမိလည်းမပစ်ချခဲ့ပါဘူးမင်းကလေးရဲ့ပကြီးကားဟာနောက်ဆုံးမှသွေးဆုပ်ဖို့ကောင်ရဲ့အတိမတ်ပြုမှုကိုရရှိသွားခဲ့ပါတယ်အဲ့ဒီနေ့ကစပြီးမင်းကလေးဟာရဲတိုက်ထဲမှာလွတ်လွတ်လပ်လပ်နေထိုင်ခွင့်ရလာခဲ့ပါတယ်ဒါပေမဲ့သွေးဆုပ်ဖို့ကောင်ကသူမရဲ့ပကြီးကိုလက်ခံခဲ့ပေမဲ့သူတို့နှစ်ယောက်ကြားမှာတော့မမြင်ရတဲ့အကွာအဝေးတစ်ခုကရှိနေစေဖြစ်ပါတယ်